လွန်ခဲ့တဲ့နှစ်ပေါင်းများစွာနသမီးတော်တွေကမိုးထီအောင်မြင်မာလာတဲ့တိမင်ကြီးရဲ့ထိပ်ဖြားကိုဘန်ကတက်နေခဲ့ပါတယ်။သူ့ရဲ့မျက်နှာမှာအောင်နိုင်သူတယောက်ရဲ့အပြုံမျိုးပေါ်နေပြီးဘင်ကိုလို့အော်ဟေးလိုက်ကဒနာရီလာဖောင်နေဗျူကိုတွေ့သွားပြီးအဲ့ဒီကရတဲ့ရေကိုတောက်လိုက်ရုံနဲ့မသေးမျိုးဖြစ်လာနိုင်ပါတယ်။ရုတ်တရက်ဆိုသလိုပဲကလေးမလေးတယောက်ကိုသူ့ရှိမှတွေ့လိုက်ရပြီးဘန်ကလမ်းပြောင်းနေလို့ထင်လိုက်ပေမဲ့တကယ်တော့သူမကဖောင်နေဗျူကိုကာကွယ်သူဖြစ်နေခဲ့ပါတယ်။ဒီလိုနဲ့ဝက်ကလေးဟော့အတန်ကြောင့်ဘန်ကနိုးလာခဲ့ပါတယ်။ကျန်တဲ့သူတွေလည်းနိုးလာကြပြီးအဲလစ်ဘက်ကသူမနေကောင်းသွားပြီဖြစ်ကြောင်းမယ်လီယူရက်စ်ကိုပြောနေခဲ့ပါတယ်။နက်စာစားနေကြတော့ဘန်ကသူ့အရက်တောက်ချင်းကြောင့်မယ်လီယူရက်စ်ကိုပူစားပါတယ်။ကိုဂျိုဝနာစားလီလို့အဲလစ်ဘက်ကပြောလိုက်ပေမဲ့ဘန်ကတော့မယ်လီယူရက်စ်ရဲ့လက်ရကိုမစားနိုင်ကြောင်းပြန်ပြေးပါတယ်။အဲ့ဒီနောက်မှာတော့နီကိုပိုလစ်ကိုသွားပြီးကင်းကိုရှာဖွေဖို့သူတို့ခီးစဉ်ကိုစိုးနေနေကြပါတယ်။ဘန်ကအဲ့ဒီဖက်တီသေးပြီလို့ပြောပေမဲ့မယ်လီယူရက်စ်ကတေချာအောင်သူသွားရှာခြင်းကြောင့်ပြောလိုက်ပါတယ်။ဘန်ကဒီတမောအိပ်ပြုံနေပြီးသူ့ရဲ့အတိတ်ကိုပြန်လဲမြင်အောင်နေပါတယ်။နသမီးတေတော်ထဲမှာနသမီးလေးအီလင်းကဘန်ကိုသူမရဲ့လီစွမ်းအိမ်နဲ့ချင်းချင်းတိုက်ခိုက်နေပေမဲ့ဘန်ကတော့တစ်ပင်မော်လက်မလျှော့ပဲပြန်တက်နေခဲ့ပါတယ်။နောက်ဆုံးမှာတော့ဘန်ကသူ့ရဲ့နေချက်ကိုထုတ်ပြီးမော်ဆွာအသုံးကရေခွက်ကိုလက်ယူနိုင်လိုက်ပေမဲ့အီလင်းကတိကိုင်းတွေနဲ့ချုပ်ထားလိုက်ပါတယ်။သူမကတကယ်လို့ဒီမော်သန်ရင်သာမရှိရင်တေတော်တစ်ခုလုံး6တွေ့သေးဆုံးသွားမှာဖြစ်ကြောင်းဘန်ကိုရှင်းပြပြီးပြန်လို့ပေးလိုက်ပါတယ်။ဒီလိုနဲ့တယောက်နဲ့တယောက်မွေးဆက်လိုက်ကြပြီးရင်းနှီးသွားခဲ့ကြပါတယ်။ဘန်လည်းနိုးလာခဲ့ပြီးမယ်လီအိုစ်တို့ဖွဲ့ကနီကိုဖိုလစ်မြို့နဲ့အနီးဆုံးမှာရှိရရွာပဲကြီးတစ်ခုကိုရောက်လာကြပါတယ်။သူတို့အစီအစဉ်ချနေတော့အစားတော့လည်းငွေရှာဖို့လိုကြောင်းမယ်လီအိုစ်ကပြောလိုက်ပါတယ်။ဒန်နီကိုဆိုင်ရဲ့ကြော်ညာမဲ့အဖြစ်မာကတ်တင်းဆင်းမှုနဲ့ဘန်ကိုစပူမှုပြေတာဝန်တည်တည်ပေးလိုက်ပါတယ်။အဲလစ်ဘက်ကလည်းသူမကိုတာဝန်တစ်ခုခုပေးဖို့ပြောလိုက်ပြီးမယ်လီအိုစ်ကကိုဖိအားမပေးဖို့ပြောကသူမကိုတက်တဲ့လောက်သာကူညီနိုင်ကြောင်းပြောလိုက်ပါတယ်။ဒန်နီကအရန်ပြောနေပြီးမယ်လီအိုစ်ကိုဖတ်ထားလိုက်ပါတယ်။သူမတို့ရဲ့ဘွားရဲ့တိုင်လေးစီကိုလာရောက်စားသုံးကြဖို့ဧည့်သည်တွေကိုအပါတရအော်ဟစ်ဖိတ်ခေါ်နေပါတယ်။ဘန်ကပျက်စီးနေတဲ့ရွာတဲ့ရှောက်ကြည့်နေရင်ကောင်မလေးတယောက်ကိုတွေ့လိုက်ကအီလိန်နဲ့အမြင်မားနေခဲ့ပါတယ်။ဆိုင်ထဲမှာတော့အဲလစ်ဘက်ကမယ်လီယူစ်ကိုကင်းချောင်းမေးနေပါတယ်။မယ်လီယူစ်ကဆင်းသားရင်တစ်ချိန်လုံးကအယုတ်တွေစုဆောင်းတာဝါနာပါတဲ့ဘန်ကကလေးတွေရဲ့အယုတ်တွေကိုခိုးယူစုဆောင်းနေတဲ့အတွက်အဲ့ဒီအယုတ်တွေမှာပန်ရှင်တွေရဲ့အမတ်တရတွေပြည့်နေကြောင်းကင်းကပြောကဘန်အိပ်ပျော်နေတဲ့အချိန်အယုတ်တွေကိုကလေးတွေစီပြန်ပို့ပေးပြီးမန္တလေးတော့ကလေးတွေရဲ့ပျော်ရွှင်သံကိုကြားရဲ့ကင်းကကျေနပ်နေပါတယ်။ဒီเจ้าကိုကြားတော့အဲလစ်ဘက်ကကင်းကထူးဆန်းပေမဲ့ကျေနပ်တဲ့သူဖြစ်ကြောင်းပြောလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲလမ်းမေးမှာလဲနေတဲ့ကလေးမလေးအယ်လန်ကိုဘန်ကကူညီပေးနေတော့သူမရဲ့ကိုဖြစ်သူရောက်လာပြီးသူ့ညီမနဲ့ဝိုးဝေးနေဖို့ဘန်ကိုအော်ဟစ်ကခင်းရင်းနဲ့ထိုးလိုက်ပါတယ်။ညီမဖြစ်သူကသူမကိုကူညီပေးနေကြောင်းပြောတော့မှအကိုဖြစ်သူကဘန်ကိုသူမအတွက်တောင်းပန်နေတော့ကောင်လေးတယောက်ရဲ့တိုက်ခိုက်မှုကိုခံလိုက်ရပါတယ်။ဘန်ကဒဏ်ရာရသွားပေမဲ့ချက်ချင်းပြန်ကောင်းသွားပါတယ်။ကောင်လေးကဘန်ကိုထာဝရအသက်ရှင်ဖို့အတွက်နသမီးကိုတတ်ခဲ့တဲ့လူယုံမှဖြစ်ကြောင်းပြောကတိုက်ခိုက်ပါတော့တယ်။အဲ့ဒီချိန်မှာပဲမယ်လီယိုစ်နဲ့ဒန်ယာနယ်တို့ရောက်လာကြပြီးကင်းလို့လမ်းခေါ်လိုက်တဲ့အတွက်ဘန်ကမယုံနိုင်အောင်ဖြစ်နေတဲ့အချိန်မှာမယ်လီယိုစ်ကသူ့ဝိနေနဲ့ကြတော့တာဖြစ်နိုင်ကြောင်းပြောလိုက်ပါတယ်။ဒီလိုနဲ့ကောင်လေးကလေးပေါ်ပြန်တက်ပြီးတိုးတဲ့ဝင်သွားပါတော့တယ်။ဘော်ရဲ့တိုင်ထဲမှာတော့ဘန်ကအယ်လန်တို့မောင်နှမနှစ်ယောက်ကိုစားတောက်တွေနဲ့ဧည့်ခံနေပါတယ်။မောင်နှမနှစ်ယောက်ကသူတို့မှပတ်သက်မရှိကြောင်းပြောတဲ့အခါဘန်ကသူတို့မစားရင်ဝက်စာကျွေးလိုက်မယ်ဖြစ်ကြောင်းပြောတဲ့အခါမှာတော့မောင်နှမနှစ်ယောက်ဆိုလို့အငန်းမြစားကြရင်ဘန်ကိုကျေးဇူးတင်စကားပြောနေပါတယ်။ဘန်ကမောင်နှမနှစ်ယောက်ကိုအပြန်လည်နေတဲ့နီကိုဖိုလစ်ကြောင့်မေးနေတော့မယ်လီယိုစ်ကသူတို့ကင်းကိုတွေးနေပြီဖြစ်တဲ့အတွက်နီကိုဖိုလစ်ကိုသွားတရားမလို့တော့ကြောင်းပြောလိုက်ပါတယ်။ဘန်နဲ့မယ်လီယိုစ်တို့ကခုနတွေးခဲ့တဲ့ကောင်လေးကိုကင်းဟုတ်တယ်မဟုတ်ဘူးညှင်းခုန်နေကြရင်အဲ့ဒီကောင်လေးကလည်းနီကိုဖိုလစ်ကိုသွားမယ်လက်မကြခဏမေးဘူးကြောင်းအန်လန်ရဲ့အကိုဖြစ်သူကပြောပြလိုက်ပါတယ်။နီကိုဖိုလစ်ရဲ့ဝင်ပေါက်ကဒီရွာထဲမှာပဲရှိပြီးဝင်ကျင်တဲ့ဝင်လို့မရကြောင်းပြောကနီကိုဖိုလစ်ဆိုတာတေးရဲလူတွေမှသွားလို့ရတဲ့နေရာဆိုပြီးအဆိုရှိကြောင်းရှင်းပြလိုက်ပါတယ်။နီကိုဖိုလစ်ကိုရောက်ဘူးလားလို့ဘန်ကအယ်လန်တို့ကိုမေးလိုက်ကသူတို့လည်းမရောက်ဘူးကြောင်းညင်းလိုက်ပြီးတေဆုံးသူတွေနဲ့အတူမျှဝေခဲ့တဲ့အဖိုးတဲ့မတ်တရားတွေကမျိုးတို့ဒီခေါ်ဆောင်သွားပေးလိမ့်မယ်လို့သူမှကြားဘူးကြောင်းအယ်လန်ကပြန်ဖြေလိုက်ပါတယ်။ဘန်ကဆိုင်ပြင်ဘက်ထွက်လာပြီးအီလိန်နဲ့မတ်တရားတွေကိုပြန်သတိရနေရင်ရုတ်တရက်ဆိုပဲပဝန်းကျင်မှာလှပတဲ့ပန်းမွင့်တွေဖူးပွင့်လာခဲ့ပါတယ်။ပန်းမွင့်တွေရဲ့ရန်နဲ့အတူလေပြင်းတစ်ချက်တိုက်ခတ်လာကပန်းမွင့်တွေလေထဲလွင့်ပြန်သွားပြီးသူတို့အားလုံးတခြားတဲ့နေရာရောက်သွားပါတော့တယ်။ဘန်ကအီလိန်ကိုရုတ်တရက်တွေးလိုက်ပြီးသူမနောက်ပြေးလိုက်သွားသလိုကင်းကလည်းဘန်နဲ့အတူသူမစီပြေးသွားခဲ့ပါတယ်။ဒီလိုနဲ့ The 7th Lesson Episode 7ကတော့ဒီမှာပဲပြီးဆုံးသွားခဲ့ပါတယ်